လာပြီလွမ်းနဲ့ချစ်တဲ့ဆိုတဲ့စကားတွေတခုမှမပါဘူးတဲလေးအရေးကြီးလို့ပဲရှိလားမြဲတမ်းဒီလိုပဲအကြောင်းပြချက်တွေပြည့်နေနေတယ်ကားပြတ်သွားလို့တဲ့အကျွဲရအောင်မလို့တဲ့ငါစီကငွေရဖို့ဆိုခေါင်းစဉ်ကအမျိုးမျိုးပဲ6000မရရင်3000လောက်ပေးပါ2000တော့မရဘူးလားဈေးရစနေသေးတယ်အခုဖေးလွှဲပေးလိုက်ပါကျန်တာနောက်မှပြောမယ်တဲ့ရဲ့ဒီစကားတွေကြားတိုင်းရင်မတော်လေးမွန်ချက်တဲ့ဒါဟာစာဝင်ကြားတိုင်းရင်တော်လေးမွန်ချက်တဲ့ငါချစ်ကိုငွေနဲ့ပဲပေါက်စေအသက်မတ်တော်မလားခေဖေးရှိလားကပေတဲ့ငွေရှိလားoh ဒါဟာစာဝင်လာတိုင်းမင်းစီကမြဲတမ်းချရတဲ့စကားဖုန်းလေးဆက်တော့ပိုက်ဆံလုံးမတည်းရတာလားငါကမင်းချစ်သူလားငါကမင်းချစ်သူ pay ATM ဆလာအချစ်တဲ့ပိုက်ဆံငါပိုရေးချင်နေပြီလားခဏခဏမေးခွန်းထုတ်ချင်နေကိုမချစ်ရောရှိရလားဖုန်းစပိတ်သွားလို့ဘာမှလုံးမရတော့ဘူးတဲ့ဘတ်တီမကောင်းဘူးကင်မရာကမုံနေဆိုပြီးအပူကတ်တယ်ဖုန်းသေးဝယ်ဖို့3သိန်းတည်းလွဲပေးခဲ့ရတာတတိယပါအောင်ဒါတော့မလောက်သေးဘူးဖြစ်စီဖို့လို့တက်ကစီခါမရှိလို့နေမကောင်းမှုပြောပြီးစေခံတော့မပြဘူးလို့ချင်တာကငွေပဲရာသီဥတုဘူးလို့အလုံးမလုံးနိုင်ဘူးဆိုပြီးထိုင်ကြီးပြသေးတယ်ဒီတစ်ခါနောက်ဆုံးမသေးရဆိုတဲ့စကားတွေရုံပေးလိုက်တိုင်းထပ်ပြီးလိန်ညာနေတော့မယ်အရှာရတိုင်းတွန်းငါစီကပဲမျက်ထုတ်ချင်နေတာလားတကယ်ဆုံးကတော့လေးပင်ပန်းနေပြီကိုရဲ့ငါရဲ့စေတနာတွေကိုမင်းကလွယ်တကူသုံးချခဲ့ရှိလားဆောင်းလာတဲ့စင်ရတဲ့ကြောင်ရတဲ့စကားဖုန်းလေးဆက်တော့ပိုက်ဆံလို့မတည်းရတာလားငါကမင်းချစ်သူလားဒါမှမဟုတ် ATM ဆက်လားအချစ်တဲ့ပိုက်ဆံငါပိုရေးချင်နေပြီလားငါကမေးခွန်းထုတ်ချင်နေကိုမချစ်ရရှိရလားခေဖေးရှိလားမင်းနဲ့တော့ငါမှမရှိတော့ဘူးတိတ်ကြည့်ပြီးလဲယူသွားပြီငါနှလုံးသားလဲကွဲချေပြီငွေချေးဖို့တတ်တဲ့ဆိုငါကိုဆက်မရှာနဲ့တော့ဖုန်းလေးကဖေးကိုလဲဖြတ်လိုက်ပြီဖုန်းလေးလင်းလာရင်စာရီဝင်လာပြီလွမ်းနဲ့ချစ်တဲ့ဆိုတဲ့စကားတွေတခုမှမပါဘူးတဲလေးအရေးကြီးလို့ပဲရှိလားမြဲတမ်းဒီလိုပဲအကြောင်းပြချက်တွေပြည့်နေနေတယ်ကားပြတ်သွားလို့တဲ့အကျွဲရအောင်မလို့တဲ့ငါစီကငွေရဖို့ဆိုခေါင်းစဉ်ကအမျိုးမျိုးပဲ6000မရရင်3000လောက်ပေးပါ2000တော့မရဘူးလားဈေးရစနေသေးတယ်အခုဖေးလွှဲပေးလိုက်ပါကျန်တာနောက်မှပြောမယ်တဲ့ရဲ့ဒီစကားတွေကြားတိုင်းရင်မတော်လေးမွန်ချက်တဲ့ဒါဟာစာဝင်ကြားတိုင်းရင်တော်လေးမွန်ချက်တဲ့ငါချစ်ကိုငွေနဲ့ပဲပေါက်စေအသက်မတ်တော်မလားခေဖေးရှိလားကပေတဲ့ငွေရှိလား oh ဒါဟာစာဝင်လာတိုင်းမင်းစီကမြဲတမ်းချရတဲ့စကားဖုန်းလေးဆက်တော့ပိုက်ဆံလုံးမတည်းရတာလားငါကမင်းချစ်သူလားငါကမင်းချစ်သူ pay ATM ဆလာအချစ်တဲ့ပိုက်ဆံငါပိုရေးချင်နေပြီလားခဏခဏမေးခွန်းထုတ်ချင်နေကိုမချစ်ရောရှိရလားဖုန်းစပိတ်သွားလို့ဘာမှလုံးမရတော့ဘူးတဲ့ဘတ်တီမကောင်းဘူးကင်မရာကမုံနေဆိုပြီးအပူကတ်တယ်ဖုန်းသေးဝယ်ဖို့3သိန်းတည်းလွဲပေးခဲ့ရတာတတိယပါအောင်ဒါတော့မလောက်သေးဘူးဖြစ်စီဖို့လို့တက်ကစီခါမရှိလို့နေမကောင်းမှုပြောပြီးစေခံတော့မပြဘူးလို့ချင်တာကငွေပဲရာသီဥတုဘူးလို့အလုံးမလုံးနိုင်ဘူးဆိုပြီးထိုင်ကြီးပြသေးတယ်ဒီတစ်ခါနောက်ဆုံးမသေးရဆိုတဲ့စကားတွေရုံပေးလိုက်တိုင်းထပ်ပြီးလိန်ညာနေတော့မယ်အရှာရတိုင်းတွန်းငါစီကပဲမျက်ထုတ်ချင်နေတာလားတကယ်ဆုံးကတော့လေးပင်ပန်းနေပြီ
ရှိချ